လုံးဘလို့အခြေအနေမှာပဲဖြစ်မိမိတို့ဘဝတွေကိုကံကောင်းခြင်းကအမြဲတမ်းဆက်ရောက်နေစေဖို့အတွက်လှုပ်ဆောင်ရမယ့်အချက်လေး၅ချက်ကိုပြောပြမယ်။ကံကောင်းခြင်းတွေဆက်ရောက်နေပြီဆိုရင်အပြင်ကဘာကြီးကဘာပဲဖြစ်စစ်ပွဲတွေပဲဖြစ်မီးတွေပဲပြက်ကုံစိမ်းလုံးပဲတက်ဘာပဲဖြစ်ကိုဘဝထဲမှာကံကောင်းနေပြီဆိုရင်ကိုကဒီလိုအရာတွေကိုလုံးဝခေါင်းနဲ့ထက်နေစံမလို့ပဲနဲ့အေးချမ်းလုံခြုံစွာနေလို့ရတယ်။အဲ့ဒီအတွက်လှုပ်ဆောင်မယ့်အချက်လေး၅ချက်ကအရန်လွယ်တယ်။မနဲ့မိုးလေးနိုးထတာနဲ့ဗုဒ္ဓဘာသာဝင်ဆိုရင်တရဏဂုံကိုရွတ်လိုက်ပါ။တနေ့ကတော့တရဏဂုံနဲ့ရွတ်ပြီးတော့နိုးထားတယ်ဗုဒ္ဓဘာသာဝင်ဖြစ်လို့တခြားဘာသာဝင်တွေကလည်းမိမိတို့ယုံကြည်ကိုးကွယ်တဲ့ဘာသာဖျားစာတွေကိုရွတ်ဖက်ပြီးတော့ထလိုက်ပါပြီးရင်တနေ့တာမှာမေတ္တာတရားပွားလိုက်ပါငါတို့နေထိုင်ရာကဘာကြီးကျမ်းမာချမ်းသာပြီးငြိမ်းချမ်းပျော်ရွှင်ပါစေငါတို့နေထိုင်ရာကဘာမြေကျမ်းမာချမ်းသာပြီးငြိမ်းချမ်းသာယာပျော်ရွှင်ပါစေငါတို့နေထိုင်ရာကဘာမြေကျမ်းမာချမ်းသာပြီးငြိမ်းချမ်းသာယာပျော်ရွှင်ပါစေဆိုပြီးမေတ္တာပွားမယ်ပြီးရင်ငါရဲ့တရက်မှာလည်းကောင်းမြတ်တဲ့အရာတွေဖြစ်ပေါ်နေပါစေငါစီမှာလည်းကောင်းမြတ်တဲ့အရာတွေဖြစ်ပေါ်နေပါစေငါစီမှာလည်းကောင်းမြတ်တဲ့အရာတွေဖြစ်ပေါ်နေပါစေဆိုပြီးတိအချက်ဒီလိုမျိုးအတွေးလေးနဲ့အဲ့လိုပျော်ရွှင်မှုနဲ့အရာနိုးထပေးလိုက်ပါနေ့အချက်ကတော့ကျေးဇူးတရားပွားမှာကျေးဇူးတရားပွားမယ်ဆိုဒီကနေ့ကျမ်းမာစွာနိုးထလာခဲ့ရတယ်ငါကကျေးဇူးတင်ပါတယ်တချို့ဆိုရင်နိုးထမလာနိုင်တော့ဘူးလေလူလောကမှာတောင်မရှိဘူးသေဆုံးပြီးတော့ထွက်သွားတယ်ကိုရီးယားအကျမ်းကျမ်းမာသေးတယ်နိုးထနိုင်ခွင့်ရသေးတယ်ဒါကြောင့်မလို့ဒီကနေ့မှာကျမ်းမာစွာနိုးထခွင့်ရခဲ့တယ်ငါကျေးဇူးတင်ပါတယ်နှွေးထွေးစွာအိတ်ဆက်ခွင့်ရတဲ့ငါရဲ့အိယာလေးငါရဲ့ခြေနှောင်လေးဖက်လုံးလေးခေါင်းအောင်လေးစောင်းလေးတွေငါရဲ့အိတ်ခမ်းလေးကိုကျေးဇူးတင်ပါတယ်ငါမှာသုံးစရာငွေတွေရှိနေလို့ကျေးဇူးတင်ပါတယ်ဆိုပြီးတော့ဒီလိုကျေးဇူးတရားတွေပွားလိုက်ပါတဘာဝတရားကိုကျေးဇူးပွားပါစัจ java လာကိုကျေးဇူးပွားပါကျေးဇူးတရားတွေဒီလိုမျိုးပွားမယ်ဆိုလို့ရှိရင်ကိုယ်မှာရှိတဲ့အသုံးအဆောင်တွေဖုန်းတွေရှိတယ်လက်တော့တွေရှိတယ်ကားတွေရှိတယ်ဇလန်တွေကြည့်ဖို့ TV တွေရှိတယ်ကွာဒီလိုကိုယ့်ရဲ့အသုံးဆောင်တွေကိုယ်မှာတနေ့တာမှာဖြစ်ပေါ်နေတဲ့အရာတွေကိုစားတောက်နေတဲ့အစားအသောက်တွေကိုဒီလိုမျိုးကျေးဇူးတရားပွားများလိုက်ပြီးဆိုတာနဲ့ဘဝထဲမှာကံကောင်းခြင်းကမော်ဆန်ဆန်ပြောင်းလဲသွားမှာဖြစ်တယ်ကျေးဇူးတရားပွားပေးရမယ်ဘာပဲပွားကျေးဇူးတရားပွားလို့ရတယ်ကျေးဇူးတရားပွားများခြင်းအသေးစိတ်ကိုတော့နောက်ထပ်ဗီဒီယိုတွေမှာတင်ပေးပါဆိုပြီးတော့ comment လေးရေးပေးခဲ့တကယ်လို့တင်ပေးစေချင်လို့ရှိရင်အသေးစိတ်အချက်လက်တွေကိုပြောပြပြီးတော့တင်ပေးမယ်ဒါကနေ့ချက်တောင်းချက်ကတော့ကိုတနေ့တာမှာဘာတွေဖြစ်ချင်တာလဲဘာတွေရချင်တာလဲဆိုတာကိုစိတ်ကူးထဲမှာမြင်အောင်ခံစားရမယ် visualization လုပ်ရမယ်ဘယ်လိုလဲဆိုရင်ငါဒီတနေ့တာမှာငါဘဝထဲမှာအလုပ်တွေအောင်မြင်ချင်တာငွေတွေရချင်တာချစ်သူနဲ့ရှောက်လဲချင်တာကိုလိုချင်တာတွေဝယ်နေတာကိုစိတ်ကူးထဲမှာပုံဖော်ရမှာဖြစ်ပါတယ်အဲ့ဒါကတော့ကိုဘာလိုချင်တာလဲတနေ့ကတော့ငွေတွေလိုချင်တာဖြစ်တဲ့အတွက်တနေ့တာမှာငွေတွေဝင်လာတဲ့ပုံလေးကိုပဲမြင်အောင်ခံစားပါတယ်အဲ့ဒီလိုမျိုးမြင်အောင်ခံစားရမှာဖြစ်ပါတယ်နောက်အချက်ကတော့မှန်ရှိကိုသွားပြီးတော့ကိုစက်တော့ပြောတာ affirmation ယူလို့ရတယ်နံပါတ်၄အချက်ဒီမှန်ရှိကိုသွားပြီးတော့ပြုံးပြလိုက်ပါကိုပြုံးပြပြီးတော့အပြုံးစကားလေးနဲ့ကိုစက်တော့ပြောလိုက်ပါ affirmation တွေယူလိုက်ပါငါဘဝထဲမှာကံကောင်းခြင်းတွေဆက်ရောက်နေပြီငါကကံကောင်းမှုနဲ့ထိုက်တန်တဲ့သူဖြစ်ပါတယ်ငါအကောင်းဆုံးဆိုတဲ့အရာတွေနဲ့ထိုက်တန်တဲ့သူဖြစ်ပါတယ်ဆိုပြီးကိုပြောချင်တဲ့စကားတွေကိုစက်တော့ပြောလိုက်တာဖြစ်ပါတယ်ဒါက၄ချက်၅အချက်ကတော့နောက်၅ချက်ကတော့ရေအေးလေးတောက်ရတာဖြစ်ပါတယ်ရေအေးလေးတောက်တဲ့ချိန်မှာပြီးစလွယ်တောက်တာမဟုတ်ဘဲနဲ့intention ချပြီးတော့တောက်ရမှာဖြစ်တယ်ဘလို့ intention ချမှာလဲဆိုရင်ရေခွက်ခလေးကိုကန်ပြီးငါဘဝကဒီလိုအေးမြတဲ့ရေကိုတောက်တဲ့အချိန်ဟာစပြီးငါဘဝတစ်လျှောက်လုံးအေးမြချမ်းသာခြင်းတွေဖြစ်ပေါ်နေပါပြီလို့အဲ့လိုပြောပြီးတောက်ရမယ်အဲ့လိုဆိုရင်ဘဝထဲမှာပူလောင်မှုတွေမရှိတော့ဘူးကွာပူလောင်ရတယ်လေကိုကျမအေးချောင်းပူရတယ်မိသားစုကြောင့်ပူရတယ်အထွေထွေအကြောင်းကိစ္စတွေကြောင့်ပူလောင်နေရတဲ့ဘဝကြီးအေးမြချမ်းသာတဲ့ဘဝကိုရရှိသွားမှာဖြစ်ပါတယ်တချို့ဆိုရင်ပူလာမှုတွေနဲ့ပဲဘဝမှာနေရတယ်အဲ့လိုပူလာမှုတွေနဲ့နေရတဲ့သူတွေအတွက်ဆိုရင်ရေတောက်တိုင်းဒီလိုငါဘဝတွေကဒီလိုရေအေးလေးတောက်ချင်းအဖြစ်ငါဘဝတစ်ခုလုံးငါဘဝတစ်ချောင်းလုံးကဒီကဲ့သို့အေးမြချမ်းသာသွားပါပြီဆိုပြီးတော့အဲ့လိုစိတ်ကို intention ချပြီးတောက်လိုက်မယ်ဆိုရင်ဘဝကအေးချမ်းမှုတွေကိုရရှိသွားမှာဖြစ်ပါတယ်ဒီအချက်၅ချက်လေးလုပ်မယ်ဆိုရင်သင်ဘဝထဲမှာဘလို့အခြေအနေဘလို့အချိန်မှာပဲဖြစ်ဘလို့အကြောင်းအရာတွေပဲဖြစ်နေကံကောင်းခြင်းတွေကဆက်ရောက်နေမှာသိကြပါတယ်အားလုံးလှုပ်ဆောင်ကြည့်ပါကျေးဇူးတင်ပါတယ်တတာ